လာပါလို့နှုတ်ခွန်းဆက်တာပါတယ်ဖယားကောင်းမြတ်တယ်ဖယားရဲ့ကျေးဇူးတော်ကြီးမားပါတယ်ကျွန်တော်အပေါ်မှာလေနည်းနည်းလေးဆရာကတော့မိတ်ဆက်ပြီးပြီကျွန်တော်လည်းကိုမိတ်ဆက်ချင်ပါတယ်ကျွန်တော်မှာဖယားကျေးဇူးတော်ကြောင့်ဇနီးတယောက်သားသမီး9ယောက်ရှိပါတယ်လို့မြန်မာပြည်မှာကျွန်တော်မိဘတွေက1939ခုနှစ်မှာပထမအဦးဆုံးနတ်စားဘွားနေပြောင်းလဲလာတဲ့လူတွေဖြစ်တယ်ကျွန်တော်အဖေကအမြဲတမ်းကျွန်တော်အပေါ်မှာကောင်းပေါ်မှာလက်တင်ပြီးတော့ဆုတောင်းပေးတယ်ဖယားသခင်ကျွန်တော်သားကိုမင်းစတာဖြစ်အောင်ကောင်းချီးပေးပါတဲ့ကျွန်တော်နားမလဲခဲ့ဘူးဘာပြောမှမသိဘူးကျွန်တော်တို့ငယ်ငယ်ကလေးကအဲ့လိုဆုတောင်းပေးလာတယ်ကျွန်တော်၄တန်းရောက်တဲ့ခါကျတော့အဖေမရှိတော့ဘူးအဖေရှိတဲ့ချိန်မှာတော့ကျွန်တော်ကကောင်းတယ်လို့နဲ့အဖေဆုံးသွားတဲ့အခါမှာ9တန်း6တန်း9တန်းနဲ့10တန်းအောင်တဲ့အထိကကျွန်တော်ဘဝကတော့အမြဲတမ်းပြည့်စည်နေတယ်ပေါ့ဖယားကျွန်တော်ဘဝကိုဖယားသခင်ကကြည်ရှုတဲ့အတွက်ကြောင့်ကျွန်တော်အဖေရဲ့ဆုတောင်းတန်ကိုဖယားနားညောင်းပြီးတော့မှ1986ခုနှစ်မှာကျွန်တော်ဟာအကြီးအကျယ်ဖယားကရိုက်ပြီးတော့ကျွန်တော်ကိုအသက်တာပြောင်းလဲပေးတယ်ကျွန်တော်အသက်တာပြောင်းလဲလာတဲ့ခါကျမှခုနဆရာပြောသလိုဖယားသခင်ကကျွန်တော်ကိုအသက်ဆက်ပေးပြီးတော့အမှုတော်ထဲမှာပါဝင်ခွင့်ပေးတယ်ဆိုတာခံစားတဲ့ခါကျတော့ကျွန်တော်အသက်တာပြောင်းလဲလာတဲ့ခါမှာစာလံ138အငယ်19မှာငါမတေရသေးအသက်ရှင်၍ထာဝရဘုရား၏အမှုတော်မြတ်ကိုကြားပြောရမယ်ဆိုပြီးတော့ကျွန်တော်အဖေဆုတောင်းပေးတဲ့အတိုင်းဘုရားသခင်ကမဖြစ်ဖြစ်အောင်ကျွန်တော်ကိုပို့တယ်ဆိုတာကျွန်တော်ခံစားရပါတယ်1989မှာကျွန်တော် Minister Candidate လျှောက်တယ်အားလုံးအောင်တယ်ဒါပေမဲ့ဘုပေးတဲ့ခါကျတော့ကျွန်တော်ကြားတယ်နောက်တစ်နှစ်မှလည်းဒီလိုပဲလျှောက်တယ်နောက်တစ်နှစ်မှလည်းဒီလိုပဲလျှောက်တယ်လျှောက်လို့မရခင်မှာကျွန်တော်အစိုးရဝန်ထမ်းဝင်လို့လိုက်ပါတယ်အစိုးရဝန်ထမ်း9နှစ်လောက်လုပ်ပြီးတော့ Minister Candidate ကို9ကြိမ်လျှောက်ပြီးတဲ့အခါမှာဖယားကကျွန်တော်ကိုခွင့်ပြုပြီးတော့ကျွန်တော်candidate အောင်သွားတယ်TI မှာပေါ့နော် TI မှာတနည်းတက်ပြီးတော့ MIT မှာသွားတက်တဲ့ခါကျတော့ဆရာငုလျာနာတို့နဲ့Reverend Lalsa Moana တို့နဲ့တူတက်တယ်ကျွန်တော်တို့ Methodist အသင်းတော်ကတာဟန်ဒီရှိကကျွန်တော်တို့ဆရာ Lalsa Moana ကတော့ Minister ဖြစ်ပြီးသား BD လာတက်တယ်ကျွန်တော်နဲ့ငုလျာနာက BD တူတက်တယ်ကျွန်တော်တို့ provisional လည်းတူလုပ်တယ်ကျွန်တော်တို့ ordain လည်းတူရပါတယ်လို့ကျွန်တော်တို့ ordain ဖြစ်တဲ့ချိန်မှာဆရာငုလျာနာရဲ့ကျွန်တော်ရဲ့ရမ်ထန်ခုမာရဲ့ပြီးတော့မှဆရာမင်းတပ်ဖက်ကဆရာလင်းထန်ပြီးတော့ဆရာဟောလ်ထန်ကကျွန်တော်တို့3ယောက်5ယောက် ordain ရတယ်ဘုရားကျေးဇူးတော်ကြောင့်ဒီနေ့ကျွန်တော်လည်းပြင်ဆင်ယူပြီးတဲ့နောက်ပိုင်းမှာဘုရားသခင်ကဆက်လက်အသုံးပြုနေတယ်ဒါတွေကိုကြည့်တဲ့အခါမှာအဖေဆုတောင်းပေးတာကိုဘုရားကကောင်းချီးပေးတယ်မဖြစ်မနေကျွန်တော် Minister ဖြစ်အောင်ဘုရားကပို့ဆောင်ပေးတယ်ဆိုတာကျွန်တော်ရဲ့တက်တည်ကတော့ကျွန်တော်ဒါအခုဘုရားအလိုတော်ရှိရင်မကြာခင်မှာအမေရိကရောက်လာပါလိမ့်မယ်သူလည်း Reverend Thong လျမောင်ဖြစ်တယ်သူလည်းဒီဘက်မှာfurther study လုပ်ဖို့ရှောက်ထားတဲ့အတင်းတော်ခွင့်ပြုတယ်ဒါပေမဲ့visa ဒီမှာအဓိကတော့ visa ဖြစ်တယ်သူကDrew University မှာလည်းသူ့ကို admission ရတယ်ဆိုတာလည်းပြောချင်ပါတယ်ကျွန်တော်ပြောချင်တာက
ကိုသားသမီးတွေကိုဘာဖြစ်စေချင်တယ်လဲဆိုတာမိဘတွေကဖယားလက်ထဲမှာအပ်ပြီးတော့ဆုတောင်းပေးတဲ့အခါမှာဖယားဟာတကယ်နားညောင်းတယ်ကျွန်တော်ငယ်ငယ်ကလေးကအဖေဆုတောင်းပေးခဲ့တာကျွန်တော်သားကိုမင်နစ္စတာဖြစ်အောင်လုပ်ပေးပါကောင်းချီးပေးပါဆိုတော့ဖယားစီမှာဆုတောင်းတာအဖေမရှိတော့ပေမဲ့ဖယားကတော့ကျွန်တော်အဖေရဲ့ဆုတောင်းတန်ကိုအမြင်နားညောင်းတာဖြစ်တယ်ဒီနေ့ကျွန်တော်ဒီမှာရနိုင်တာကျွန်တော်3ခါတိတေဘေးကနေဖယားကရွေးနှုတ်တယ်ဒါကကျွန်တော်အနေချင်းကျွန်တော်ရဲ့တက်တီကိုပြန်ပြီးတော့ပြောပြတာဖြစ်ပါတယ်အခုကျွန်တော်ဒီဝါတွင်းကာလမှာဆင်ခြင်မိတဲ့အရာတစ်ခုကဘာလဲဆိုရင်အခုဟာဝါတွင်းကာလဖြစ်တယ်ခရစ်ယာန်လက်ကျွန်တော်တို့Methodist တင်းတော်တွေ Anglican တင်းတော်တွေ Episcopal ပြီးတော့မှဒီ RC တင်းတော်တွေကဝါတွင်းကာလကိုအကြီးအကျယ် observe လုပ်ကြပါတယ်ကျွန်တော်တို့ဒီမှာမလုပ်တော့မသိဘူးအဲ့တော့ As Wednesday ခေါ်တဲ့ March လ9 ရက်နေ့မှာပြာတနင်္ဂနွေနေ့ကစပြီးတော့ဒီနေ့အထိ Christian Land ထဲမှာပါတယ်Good Friday ရဲ့နောက်ပိုင်းမှာကြာမှဒါကဒီ Christian Land ကကုန်သွားမှာဖြစ်တယ်အဲ့တော့ဒီ Christian Land မှာကျွန်တော်ဘာဆင်ခြင်မိတာရှိတယ်လဲဆိုတော့ဒီနေ့ကျွန်တော်တရားဟောခြင်းတဲ့အကြောင်းအရာကတော့ယေရှုခရစ်တော်ရဲ့ကားတိုင်လက်ဝါးကတိုင်နဲ့ပြန်လေတင့်မြတ်ခြင်း reconciliation ကျွန်တော်ယေရှုခရစ်တော်ရဲ့လက်ဝါးကားတိုင်အပြင်ကျွန်တော်တို့ပြန်လေတင့်မြတ်ခြင်းဖရာသခင်နဲ့ပြန်လေတင့်မြတ်ခြင်းကြောင့်ကိုကျွန်တော်အနည်းငယ်ဟောပြောချင်တာဖြစ်တယ်ဆိုတော့2 နာရီနဲ့15မိနစ်ဒီနေ့နော်3 နာရီထိုးပြီလား3 နာရီကျော်ပြီလား3 နာရီ12မိနစ်အော်3 နာရီ12မိနစ်ဟုတ်ပြီကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကိုဖတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဆရာကြီးကလည်းအဲ့ဒါကိုမီဇိုလိုပြန်ဖတ်ပေးစီချင်ပါတယ်နံပါတ်1ဖတ်ချင်တဲ့ကျမ်းကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး19အငယ်19ကနေဖတ်ချင်ပါတယ်ကိုရောဒီမိမိလက်ဝါးကတိုင်ကိုထမ်းလက်ဥခေါင်းခွန်အယဟူ၍တွင်သောအယတို့ထက်တော်မူ၏ထိုရကဟေဘဲစကားအားဖြင့်ဂောလဂောတအမည်ရှိ၏ထိုရ၌ကိုရောကူအခြားသောသူ2 ယောက်တို့နှင့်တကွလက်ဝါးကတိုင်မှာရိုက်ထားကြ၏ထိုသူ2 ယောက်အလယ်မှာယေရှုနေရာကြသည်နောက်ကောလောသဲဩဝါဒစာအခန်းကြီး1အငယ်19-20ကိုဖတ်ပါမယ်ကောလောသဲဩဝါဒစာအခန်းကြီး1အငယ်19-20မှာအကြောင်းမူကားခတ်သိမ်းသောပြည့်စုံခြင်းကိုသားတော်နှင့်သားတော်၌ကျင်းဝတ်စေခြင်းဟာ၎င်းလက်ဝါးကတိုင်မှာသွန်းသောအသွေးတော်အဖျင်ရန်ကိုငြိမ်းစေ၍ကောင်းကင်အရာဖြစ်စေမြေကြီးအရာဖြစ်စေခတ်သိမ်းသောအရာတို့ကိုသားတော်အဖျင်ဖရာသခင်နှင့်မိတ္တဟာယဖွဲ့စေခြင်းဟာ၎င်းအလိုရှိတော်မူ၏အာမင်ဆရာကြီးကိုဖိတ်ခေါ်ပါတယ်ရုပ်လို့ဖတ်ပေးปะเทียนทูเรางายขังจันจินทาโจฮนาเจียกบุงสอมปะกัวจางสอมปัสริอตังกันเทียรังจันจินทาโจฮนาเจียกบุงสอมปะกัวจางสอมปัสริอตังอินจุดที่ชวนอิสวาชวนช่วยตาตินันอิชวนมานีตานครอสปูอินลุรุมุนอันติเฮบไรตรงะกอลกธาอันติจูมีมุนเทียงชวนอาวชวกจุดตาชวนครอสอันเข่งเบตามีดังปนิเนนอาศิรตัว
a pakhat ve in alaya isua sashiti no ai sinyo ka sashiti la khangin ခုနဟာဖတ်ပြီးတော့ sakku kan ဆက်ရှိကိုလိုတေအခန်းကြီး2 Kolosa mi tenena korin tirko pole lekhathon Kolosa bungkhat chang som pakua le somni Kolosa bungkhat chang som pakua le somni ilo chiarang fam kim na tinreng chu ama a omreng le across thi sen chuan remna lo siamin ama chuan engkim ama ne na in rem tir hi palung ni zong tak ani sia ama nge ya chuan le thil om te po van thil om te po ama ne na in rem tir hi ဆရာကိုကျေးဇူးတင်ပါတယ်ခဏဆုတောင်းကြရအောင်ကြီးမြတ်တော်မူသောဖရာကောင်းမြတ်တော်မူသောဖရာနာမတော်မြတ်ကိုကောင်းချီးပေးပါ၏ယနေ့ကိုရောရဲ့မေတ္တာကိုရောရဲ့ဂရုဏာတော်ကိုလက်ဝါးကတိုင်အဖြစ်သားသမီးတို့သိစီဖို့ဖော်ပြခဲ့တဲ့ဖရာအသက်တော်ကိုစွန့်တော်ဖရာတက်တော်ကိုစွန့်တည်တယ်အောင်ကျွန်တော်တို့ကိုချစ်တော်ဖရာကိုရောကိုကျေးဇူးတင်တယ်လက်ဝါးကတိုင်နဲ့ပတ်သက်ပြီးတော့ယနေ့ဒေသနာဝေငှတဲ့အခါမှာတားရဲ့နှုတ်ရှာပါစောက်ကိုရောဗိတ်သိပ်ပေးပါတားကိုတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဥဆောင်မှုဖြင့်လမ်းပြ၍ယနေ့ရောက်ရှိလာသောယုံကြည်သူသားသမီးအယောက်စီတိုင်းရဲ့နှလုံးသားထဲမှာကိုရောစကားပြောတော်မူပါတားကိုလည်းအသုံးပြုတော်မူပါအလုံးစုံတို့တဲ့ကျေးဇူးတော်ကိုချီးမွမ်းလက်သခင်ဖရာရဲ့မြတ်သောနာမနဲ့ဆုတောင်းပါသည်ဖရာအာမင်လက်ဝါးကတိုင်ဆိုရင်တော့ကျွန်တော်တို့ခရိယန်တွေအတွက်ကအားလုံးဘာမှအထူးဆန်းမဟုတ်တော့ဘူးဆိုတာကျွန်တော်တို့သိပါတယ်လက်ဝါးကတိုင်ဆိုတာအခုဟိုးမှမြင်နေရပါတယ်မိအောင်အောင်ဆိုတော့တိတ်မထင်တယ်လို့ပဲလက်ဝါးကတိုင်ဆိုရင်တော့နေရာတော်များမှာဒီမှာလည်းရှိတယ်နော်ကျွန်တော်တို့ဖယားကိုကိုးကွယ်ဝတ်ပြုတဲ့နေရာတိုင်းမှာလက်ဝါးကားတိုင်ကိုနေရာယူထားတာတွေ့ရပါတယ်ဒါခရိယန်တွေရဲ့သင်္ကေတဒါကြောင့်ယေရှုခရစ်တော်ကလည်းငါနောက်လိုက်ခြင်းတော်သူကကိုယ်လက်ဝါးကားတိုင်ကိုကိုထမ်းပြီးတော့ကိုငင်းပယ်ပြီးတော့မှငါနောက်လိုက်ပါဒီနေ့ဒီမှာရှိနေတော်သူတွေကိုဒီပါလက်ဝါးကားတိုင်နဲ့ပတ်သက်ပြီးတော့နံပါတ်1လက်ဝါးကားတိုင်အကြောင်းကိုနည်းနည်းရှင်းပြဖို့ဆိုတာကအများကြီးမလိုအပ်ပေမဲ့လက်ဝါးကားတိုင်မှာဒီလို down light vertical pole ဆိုတာရှိတယ်ပြီးတော့အလျားလိုက် horizontal pole ဆိုတာရှိတယ်အဲ့ဒီနှစ်ခုကိုပေါင်းတဲ့ခါကျမှ cross ဒါမှမဟုတ်လက်ဝါးကားတိုင်ဆိုတာဖြစ်လာတာဖြစ်တယ်ဟိုးကျွန်တော်တို့အခုချိန်မှာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဒီဂေါလဂေါသဆိုတဲ့အရပ်မှာယေရှုခရစ်တော်လက်ဝါးကားတိုင်ပေါ်မှာဆွဲထားခြင်းခံရတဲ့တိုင်ပြန်ပြီးတော့မြင်အောင်ကြည့်အောင်တိုင်ရဲ့အောက်ခြေကတော့မြေကြီးပေါ်မှာစိုက်ထားတာဖြစ်တယ်အထက်ကတော့ဗာလဲဟိုးကောင်းကင်ကိုထူးတာဖြစ်တယ်အဲ့ဒီပေါ်မှာအလျားလိုက် horizontal pole ကအဲ့လိုဆက်ထားတဲ့အတွက်ကြောင့်လက်ဝါးကတိုင်ဆိုတာအဓိပ္ပာယ်ရှိပါတယ်အဓိကဘယ်မှာဖယားနဲ့လူဟာကွဲကွာသွားတယ်လဲဆိုတော့ကဘာဦးကျမ်းခန်းကြီး3အငယ်19 ဖတ်တဲ့ခါကျတော့ဒီယေရှုခရစ်တော်ကြွလာမယ့်အကြောင်းကိုဖယားသခင်ကဒီကြိုပြီးတော့ပြောထားတယ်စာတန်ကိုဘလူအမိန့်ချတယ်လဲဆိုတော့မင်းကဒီ
လှုပ်တဲ့အတွက်ကြောင့်မင်းဟာတတဲလုံးမြေမှုန့်ကိုစားပြီးတော့မြေကြီးပေါ်မှာပဲသွားရမယ်သွားရမယ်မင်းရဲ့အမျိုးနဲ့မိန်းမရဲ့အမျိုးကိုယာညိုးဖွဲ့စီမယ်မိန်းမအမျိုးကတင့်ရဲ့ဥကောင်းကိုကြိတ်လိမ့်မယ်တဲ့တင့်ရဲ့အမျိုးကမိန်းမအမျိုးရဲ့ဖနှောက်ကိုကြိတ်မယ်ဆိုတာတော့အဲ့ဒီကလေးကယေရှုခရစ်တော်အကြောင်းကြွလာပြီးတော့လူတွေကိုကယ်တင်ဖို့ဘာကြောင့်လဲဆိုတော့ဖယားနဲ့လူကဝေးကွာသွားပြီဒီမှာပါဆက်ပြီးတော့ပြောတယ်လဲဆိုရင်မင်းဟာမြေမုန့်ထဲကနေလာတာဖြစ်တယ်မြေမုန့်ကိုပြန်သွားရမယ်ကျမတို့ယေရှုခရစ်တော်သာမလာလို့ရှိရင်မြေမုန့်ကိုသွားမဲ့ကျွန်တော်တို့ကိုယ်ခန္ဓာနဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကလည်းသာရငရဲကိုသွားဖို့ရှိပါတယ်ဒါပေမဲ့ယေရှုကအသွေးတော်သွင်းဖို့ကြွလာတာဖြစ်တယ်အဲ့တော့လက်ဝါးကားတိုင်းဆိုတာနံပါတ်1ဖယားနဲ့လူကိုပြန်လဲတင့်မြတ်စေဖို့အတွက်အဖျားတစ်ဖက်ကဖယားကောင်းကင်ကိုထိုးပြီးတော့တစ်ဖက်ကမြေကြီးပေါ်မှာစိုက်ထားတယ်ဒီနေ့ယေရှုခရစ်တော်ကြောင့်ကွဲကွာသွားတဲ့ဖယားနဲ့လူကြားထဲမှာပြန်ပြီးတော့တင့်မြတ်ခြင်းဆိုတာကဖယားကပဲလုပ်တာဖြစ်တယ်လူတွေမလုပ်နိုင်တဲ့အရာကိုဖယားကပဲလုပ်ပြီးတော့ဒီနေ့ယေရှုခရစ်တော်အားဖြင့်လူနဲ့ဖယားပြန်လဲတင့်မြတ်ခြင်းဆိုပြီးတော့ကျွန်တော်တို့နားလည်ပါတယ်နောက်ဒုတိယအချက်ကဒီအလျားလိုက်ကဘာကိုပြတယ်လဲဆိုတော့ကျွန်တော်တို့လူသားအချင်းချင်းပြန်လဲတင့်မြတ်ဖို့ရာဘုရားကအလိုရှိပါတယ်အဲ့တော့ခုနယောဟန်ခရစ်ဝင်ကျမ်းကိုဖတ်တဲ့ခါကျတော့လူဆိုးနှစ်ယောက်နော်လက်ဝဲလက်ရာဘက်မှာလက်ဝါးကားတိုင်မှာချိတ်ပြီးတော့ယေရှုခရစ်တော်ဟာအလယ်မှာဆွဲထားတာဖြစ်တယ်ဒါကိုကျွန်တော်တို့အလွယ်ကူဆုံးနားလည်ဖို့ကတော့ကျွန်တော်တို့အပြစ်သားတွေရဲ့ကြားထဲမှာယေရှုခရစ်တော်ကဖယားနဲ့လူကြားထဲမှာယေရှုခရစ်တော်ကအလုလုတယ်လို့ကျွန်တော်တို့ကြားထဲမှာလည်းပဲခရစ်တော်ကကျွန်တော်တို့ကိုပြန်လဲတင့်မြတ်စေတယ်ဖယားနဲ့တင့်မြတ်ခြင်းခံရပြီးသားသူကလူသားချင်းချင်းပြန်လဲတင့်မြတ်ဖို့ရလဲကျွန်တော်တို့တတ်နိုင်ပါတယ်ဖယားအဖြစ်ယေရှုခရစ်အဖြစ်ဖယားလုပ်ပေးတာကတော့ယေရှုခရစ်တော်လုပ်ပေးတာကတော့ဖယားနဲ့လူသားတင့်မြတ်ဖို့ဖြစ်တယ်အဲ့ဒီဖယားနဲ့လူသားတင့်မြတ်ခြင်းဆိုတဲ့ဒေါင်လိုက်တစ်ခုတည်းဟာမပြည့်စုံနိုင်ဘူးဒါ cross မဖြစ်သေးဘူးလူသားအချင်းချင်းတင့်မြတ်ဖို့လဲလိုတယ်ဆိုပြီးတော့မှယေရှုခရစ်တော်ကငါတင်တို့ကိုချစ်တီနီးသူတင်တို့လည်းချင်းချင်းချစ်ပါငါတင်တို့ကိုခွင့်လွတ်တီနီးသူတင်တို့လည်းအချင်းချင်းခွင့်လွတ်ကြပါဆိုပြီးတော့မှယေရှုခရစ်တော်ကိုယ်တိုင်ပြောခဲ့တာဖြစ်တယ်ဒီနေ့ချစ်တော်ညီကိုမောင်နှမတို့လက်ဝါးကားတိုင်ငါတီခရစ်တော်နှင့်အတူလက်ဝါးကားတိုင်မှာအတည်တတ်ခြင်းခံရပြီတို့တော်လည်းငါအသက်ရှင်သေးတယ်လို့ဂါလာတိဩဝါဒစာထဲမှာရှင်ပေါလုပြောတယ်ဂါလာတိအခန်းကြီး1ထဲမှာတို့တော်လည်းငါအသက်ရှင်သေးတယ်အခုငါကိုယ်ခန္ဓာမှာအသက်ရှင်ခြင်းဟာငါကိုချစ်၍အသက်ပေးကယ်တင်တော်မူသောယေရှုခရစ်တော်အားဖြင့်ကျွန်တော်အသက်ရှင်ရတာဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်ဒီနေ့ခရစ်တော်လုပ်ပေးပြီးသားဖယားနဲ့လူကြားထဲမှာပြန်လဲတင့်မြတ်ခြင်းကျွန်တော်တို့နားလည်ပြီးခရိယန်တိုင်းကတော့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့ချိန်မှာကျွန်တော်တို့ဖယားနဲ့ပြန်လဲတင့်မြတ်ခြင်းခံရပြီတို့တော်လည်းပဲတခုကြံသေးတာကဒါမပြည့်စုံသေးဘူးလူသားအချင်းချင်းတင့်မြတ်ဖို့ရတဲ့ကျွန်တော်တို့နှလုံးသားထဲမှာရှိတဲ့ယေရှုခရစ်တော်ရဲ့လမ်းစဉ်ကယန်သူကိုခွင့်လွှတ်ခြင်းနော်ကိုနိဆက်ဆိုင်တော်သူကိုကိုနိမြချစ်ချင်းဆိုတဲ့ယေရှုခရစ်တော်ရဲ့နှုတ်ထွက်စကားတွေကိုဒီနေ့ကျွန်တော်တို့ပြန်လည်ဆင်ခြင်တတိယဖို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မကြာခင်မှာ Good Friday လာမယ်မကြာခင်မှာ Easter Sunday လာမယ်ကျွန်တော်တို့
Palm Sunday လာမယ် Palm Sunday Good Friday Easter Sunday စသဖြင့်လာတဲ့အရာတွေဟာခရစ်တော်ကကျွန်တော်တို့ကိုဘလောက်ချစ်တယ်ဘလောက်ကျွန်တော်တို့အတွက်အလုပ်လုပ်သွားတယ်ဆိုတာကိုတတိယတဲ့ဒီနေ့ရဲ့အထိမ်းအမှတ်တွေဖြစ်ပါတယ်ချစ်တော်ညီကိုမောင်နှမတို့ဒီနေ့ကျွန်တော်တို့အဓိကပြောချင်တဲ့အရာကဖယားနဲ့လူသားသင့်မြတ်ခြင်းအတွက်ခရစ်တော်လုပ်ပေးပြီးသားဖြစ်တယ်ခရစ်တော်ကိုယုံကြည်လက်ခံသောသူတိုင်းကလူသားအချင်းချင်းသင့်မြတ်ဖို့ရတဲ့ခရစ်တော်နည်းတူကျွန်တော်တို့အသက်ရှင်တတ်ဖို့လိုအပ်ပါတယ်ဆိုတာဒီနေ့ကျွန်တော်အဓိကပြောချင်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကျွန်တော်တို့ခွင့်လွှတ်ခြင်းကျွန်တော်တို့မေတ္တာဒီအရာတွေကိုသူတစ်ပါးကမြင်တဲ့အခါမှာထာဝရဘုရားကိုယုံကြည်သိရှိလာဖို့ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဟုံးမလင်းမှာအဓိကကျွန်တော်ကိုကီလူမျိုးတွေယုံကြည်သူခရိယန်တွေက300ခိုင်နှုန်း400ခိုင်နှုန်းလောက်ပဲရှိမယ်အဓိက non Christian တွေဗုဒ္ဓဘာသာရှမ်းလူမျိုးတွေရှမ်းဗမာလူမျိုးတွေကတော့အများစုဖြစ်တယ်ကျွန်တော်အဲ့ဒီဒေသမှာရှမ်းလူမျိုးရှမ်းဗမာတွေရှိတယ်တခြားတိုင်းရင်းသားတွေလည်းရှိတယ်ခရိယန်မဖြစ်သေးတဲ့လူတွေအဲ့မှာခရိယန်ဖြစ်တဲ့နာဂတွေလည်းတချို့နတ်စားဘဝရှိသေးတယ်ကူကီးတွေကတော့အားလုံးကရာခိုင်နှုန်းပြီးကခရိယန်ဖြစ်နေပြီတိုးတော်လဲလူဦးရေမတန်နေတယ်ကျွန်တော်တို့ကိုစိန်ခေါ်နေတဲ့အရာကသာသနာပြုဖို့တဲ့ကျွန်တော်တို့ကကျမ်းစာကြောင်းဖွင့်တယ်လူသားယုံကြည်သူတွေကိုနှုတ်ကပတ်တော်သင်ပေးပြီးတော့မှဧဝံဂေလိဝင်ငါခိုင်းတဲ့နေရာမှာကျွန်တော်တို့homely နယ်မှာတော့ဒီကျမ်းစာတစ်ခုကျမ်းစာကြောင်းတစ်ခုပဲရှိတယ်ကျမ်းစာကြောင်းဖွင့်ပြီးတော့နှုတ်ကပတ်တော်ဝင်ငါပြီးတော့နှုတ်ကပတ်တော်သွန်သင်ပြီးတော့ဒီမှာဖခင်ရဲ့မေတ္တာကိုကျွန်တော်တို့ဟောပြောပါတယ်လို့ဒီနေ့ကျွန်တော်တို့အဲ့လိုလုပ်တဲ့အခါမှာဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကိုသိပြီးတော့မှရှမ်းဗမာတွေမယုံကြည်သူတွေဗုဒ္ဓဘာသာတော်တော်များများကလည်းယေရှုခရစ်တော်ကိုယုံကြည်လက်ခံကြတယ်မက်သရစ်အသင်းတော်မှာတခြားအသင်းတော်တွေကလို့မလားတော့မသိဘူးကျွန်တော်တို့ဘုရားကျောင်းမှာယေနှစ်ချင်းကံနှစ်ချင်းမင်္ဂလာကံပေါ့လှုပ်ထားတာရှိတယ်အဲ့ဒါကနှစ်ချင်းသင်းတော်တွေပဲလှုပ်တာများတယ်နော်မက်သရစ်အသင်းကမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဘာကြောင့်ဒီလိုလုပ်ရတယ်လဲဆိုတော့ကျွန်တော်တို့ဒီ society leaders meeting တွေမှာကျွန်တော်တင်ပြတယ်အခုကျွန်တော်တို့ကအားလုံးခရိယန်ဖြစ်ပြီးကျွန်တော်တို့သာသနာပြုတဲ့ဧဝံဂေလိလုပ်တယ်မယုံကြည်သူတွေယေရှုခရစ်တော်ယုံကြည်လာတဲ့အခါကျတော့သူတို့ကအများနည်းတူနှစ်ချင်းခံချင်ကြတယ်ဒီလိုကျွန်တော်တို့ infant baptism ကိုလုပ်တာနဖူးပေါ်မှာခမီးတော်သားတော်တန်ရှင်းတော်ဝိညာဉ်တော်လှုပ်တာဖြစ်တယ်ဒါပေမဲ့ကြီးတဲ့လူတွေကအဲ့ဒီဟာနဲ့အားမရကြတော့ဘူးအဲ့ဒါကိုသိပြီးတော့လက်မခံချင်ကြဘူးဆိုတော့ကျွန်တော်တို့ဘုရားကျောင်းပေးမှာအခုနှစ်ချင်းကန်လုပ်ပေးတယ်လားအခုသာသနာဧဝံဂေလိလုပ်တဲ့ခါကျတော့လူ20 30စသဖြင့်ကျွန်တော်တို့အဲ့ဒီလိုဧဝံဂေလိလုပ်တဲ့အဲ့မှာလာတဲ့လူတွေကိုကျွန်တော်တို့ကဒီမှာပဲနှစ်ချင်းမင်္ဂလာပေးတယ်အသက်ကြီးပြီးမှယုံကြည်လာတဲ့လူတွေကိုကျွန်တော်တို့က immersion နော်တကယ်အနှစ်ချင်းမင်္ဂလာပေးပါတယ်လို့ဒါကလည်းပဲလှုပ်တာကတန်ရှင်းသောဝိညာဉ်တော်ခမီးတော်သားတော်တန်ရှင်းသောဝိညာဉ်တော်အဖြစ်လှုပ်တယ်အဓိကလက်ဝါးကားတိုင်တရားကိုသူတို့သိရှိလာလို့ယုံကြည်လာတဲ့အတွက်ကြောင့်ဖြစ်တယ်ကျွန်တော်တို့အားပေးခြင်းတယ်ဒီမှာမက်သရစ်အသင်းတော်အမေရိကမှာလည်းခရိယန်နိုင်ငံဖြစ်ပြီးမဲ့တကယ်မြန်မာပြည်ကလာတဲ့လူတွေတခြားနိုင်ငံကလာတဲ့လူတွေမယုံကြည်သူတွေအများကြီးရှိမှာပဲဒီအသင်းတော်ကိုတော့ကိုယ့်ရဲ့ society မှာခရိယန်နော်မိသားရဖွဲ့တယ်လို့မယုံကြည်သူတွေစီမှာလည်းဒီ
လက်ဝါးကတိုင်တရားကိုဟောပြောပြီးတော့မှမိမိအကြားထဲမှာလည်းတယောက်နဲ့တယောက်ခွန်အားပေးပြီးတော့မှဒီကြားထဲမှာဖခင်ရဲ့မေတ္တာနဲ့အသက်ရှင်ဖို့ရာကျွန်တော်ဒီနေ့အနည်းငယ်ခွန်အားပေးချင်ပါတယ်အဓိကကျွန်တော်ခုနတက်တည်ခံတဲ့အထဲမှာပါတယ်လဲဆိုတော့ဒီနေ့အမေရိကမှာရောက်လာတဲ့ညီကိုမောင်နှမတွေမိခင်ဖခင်တွေအများစုကကိုယ့်ရဲ့သားသမီးတွေဘလို့ဖြစ်စေချင်တယ်လဲဆရာဝန်ဖြစ်စေချင်သလားအမှုတော်ဆောင်ဖြစ်စေချင်သလားစစ်ဗိုလ်တွေဖြစ်စေချင်သလားအင်ဂျင်နီယာဖြစ်စေချင်သလားသူတို့အပေါ်မှာအမြဲလက်တင်ပြီးတော့မှကောင်းချီးပေးပါကောင်းချီးပေးပြီးတော့မှဖခင်မိခင်ရဲ့မေတ္တာကိုပြပါဘယ်တော့မှသူတို့မပြောက်ဘူးကျွန်တော်လည်းကျွန်တော်သားကြီးထောင်းလင်မ10 နှစ်ပြည့်တဲ့နေ့မှာအဲ့ဒီလိုပဲအတင်းတော်ပါစတာတိုင်းကိုခေါ်ပြီးတော့ဒီမှာသူ့ပေါ်မှာလက်တင်ဆုတောင်းခိုင်းတယ်ဆုတောင်းတဲ့အတိုင်းဖခင်ယေရှုတော်ကြောင့်အခုသူမင်းစတာဖြစ်ပါပြီလို့ကျွန်တော်ရဲ့အသက်တည်ခံခြင်းအဖြစ်ပြန်ပြီးတော့ဒီမှာရှိတဲ့မီဇိုမက်သရစ်အတင်းသူတင်သားတွေနော်မိခင်ဖခင်တွေတာသမီတွေကိုအမြဲတမ်းလက်တင်ပြီးတော့ကောင်းချီးပေးပါဖခင်ကပေးထားတဲ့ဗိတ်သိက်ကျွန်တော်တို့မှာရှိပါတယ်နောက်တစ်ခုကအမြဲတမ်းဒီလက်ဝါးကားတိုင်းတရားကဖခင်နဲ့လူသားတင့်မြတ်ခြင်းကယေရှုခရစ်တော်လုပ်ပေးပြီးသားဖြစ်တယ်ကျွန်တော်တို့ကိုယေရှုခရစ်တော်ကဒီဘာဟောပြောပေးခဲ့တယ်လဲဆိုတော့ပထနာတော်မှာအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေတော်ဆိုတဲ့ဒီပထနာတော်ကိုရွတ်ဆိုခြင်းဟာဖခင်လုပ်ပေးတဲ့အရာတွေဖခင်ကောင်းကင်မှာပြည့်စုံပြီးသားဖြစ်တယ်ယေရှုခရစ်တော်ကျွန်တော်တို့ကိုတာဝန်ပေးပြီးတော့မှထားခဲ့တဲ့အရာတွေမြေကြီးပေါ်မှာတင့်မြတ်ခြင်းငြိမ်သက်ခြင်းရှိဖို့ရတဲ့လက်ဝါးကားတိုင်းတရားကျွန်တော်တို့တွင်တင်ပြီးတော့ကိုယ်တိုင်လည်းပဲကျင့်သုံးပြီးတော့မှအချင်းချင်းမိတ္တာယရှိရအောင်ငါဆိုတဲ့အတ္တအိုင်ဆိုတဲ့အရာကိုဒီလိုဖြတ်ပြီးတော့မှ cross နဲ့ကျွန်တော်တို့မိမိကိုယ်ကိုခရစ်တော်နဲ့ဖခင်နဲ့ပြန်လဲတင့်မြတ်ခြင်းယူပြီးလို့ရှိရင်ကျွန်တော်တို့အချင်းချင်းတင့်မြတ်ခြင်းအပြင်ဖခင်အမှုတော်ထဲမှာများစွာပါဝင်နိုင်ကြပါစေအားလုံးကိုယေရှုခရစ်တော်ရဲ့မြတ်သောနာမ၌ဖိတ်ခေါ်ခြင်းပါတယ်ကျွန်တော်တို့လက်ဝါးကတိုင်တရားကိုအတိတ်ဒီတောက်ကြနေ့မဟာတောက်ကြနေ့မှာခရစ်တော်ကျွန်တော်တို့အသက်တည်ခံပြီးတော့လက်ဝါးကားတိုင်ပေါ်မှာအသက်ကိုစွန့်ပြီးတော့အသွေးတော်အဖြစ်ကျွန်တော်တို့အပြစ်ကိုလွတ်တကယ်သူကျွန်တော်တို့လည်းအချင်းချင်းခရစ်တော်ဤသူအသက်ရှင်နိုင်ဖို့ကြိုးစားအားထုတ်ကြပါစို့လို့အနည်းငယ်ဝင်ငါခြင်းပါတယ်ခွန်အားပေးခြင်းပါတယ်အရောက်စီတိုင်းကိုဖခင်ရှင်ကောင်းချီးပေးပါစေအာမင်